မင်္ဂလာပါစီးစာရောင်ဒီ channel ကနေပြီးတော့မိဘပြည်သူများကိုနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျတားငယ်လေးတွေကတော့ဇူလိုင်လ28ရက်နေပြီးတော့ဩဂုတ်လ2ရက်နေ့ထိဒါပေးတက်တဲ့ကျွန်တော်တို့ ਨੇ အဟက်ကွာနေပေါ့နော်အဲ့အဟက်ကွာတဲ့အကြောင်းလေးကိုပေးတက်ဖို့တားငယ်လေးအနေငယ်မြတင်ပြရမယ်ဆိုရင်သူကဒီ online ဘဝတီးလုံးလေးတွေလိုပဲတားငယ်လေးရဲ့ဘဝတန်အဲ့လိုလေးဖြစ်ခဲ့တယ်ပေါ့နော်အခုတော့တားငယ်လေးကပေးတက်ကြီးကိုနတ်တန်နှောပြီးလည်းမပြောချင်တော့ပါဘူးချင်းမိုင်မှာပလင်းမကန်ရဘူးလေအခုမဲဆောက်ကိုတော့မနေရအောင်တားငယ်လေးကိုလာခဲ့ရပါတယ်အဲအကြောင်းလေးတင်ပြချင်ပါတယ်တားငယ်လေးကအခုຫນွေဦးတော်လိုင်းကြီးမှာတားငယ်လေးဘယ်ကနေလာခဲ့လဲဆိုတော့ကျွန်တော်တောထဲကနေပြီးတော့ချင်းမိုင်ကိုရောက်ပါတယ်ချင်းမိုင်ရောက်တော့ချင်းမိုင်တောထဲကိုတားငယ်လေးကဇွတ်တင်းခေါ်ခံရတော့မနေတော့အောင်ပြေးလာခဲ့ရတာအခုမဲဆောက်တော့ရောက်ပါပြီခင်ဗျတားငယ်လေးတို့ရဲ့ဒီပေါ့နော်မဲဆောက်မြောက်ခင်ကာလမှာလည်းပရင်းဒီတောထဲမှာနေခဲ့တယ်ပြီးတော့ကျွန်တော်တို့မဲဆောက်ရောက်တဲ့အချိန်မှာလည်းတားငယ်လေးတို့အကြောင်းလေးတွေကြောက်ဟောဒီဘက်ကိုရောက်လာခဲ့တယ်ဒါကိုကျွန်တော်တို့ ਨੇ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ဗာလဲအကျွေးချောင်မဟုတ်ပါဘူးအကျွေးချောင်လည်းမဟုတ်ဘူးသူကဗာလဲစစ်ပေးချောင်ဟုတ်ဒီဘက်စစ်ပေးချောင်တာလည်းမဟုတ်ဘူးသူကနေပြီးတော့ဇွတ်ဒီပေါ့နော်ဂျားတွေကနေပြီးတော့သူကအမှန်တရားကိုသူကဇွတ်ဒီအမှန်တရားဘက်တော်သားကြီးလှုပ်ချင်နေတယ်ကျွန်တော်တို့ရုပ်ရှင်အခေါ်တော့ဘလို့ခေါ်လဲဆိုတော့တရားဘိုး3ကားဒရိုက်တာကြီးမြန်မာရုပ်ရှင်ဆေးရောက်ဆိုအောက်ကားတွေရိုက်တဲ့ဒရိုက်တာကြီးပေါ့နော်သူကနေပြီးတော့အဝေးကနေလှမ်းစော်ကားတာကိုလေတားငယ်လေးကခမ်းပါသေးတယ်ခင်ဗျဗလိုင်းကြီးကိုလှမ်းပြီးတော့ကျွန်တော်တို့အကြောင်းလေးကာကနနမသိဘာမှလည်းမသိပဲနဲ့အဝေးကနေပြီးတော့လှမ်းစော်ကားတာလေခမ်းပါသေးတယ်ဒီတရားဘိုး3ကားရိုက်တဲ့ဒရိုက်တာကြီးကကျွန်တော်တို့ဟိုတခါလဲအဆိုတော်တယောက်နဲ့ပြဿနာတက်တဲ့အခါမှာသူ့မှာမရှိတဲ့အချက်လေးတွေပြန်ကွဲပြီးတော့သူကငုတ်နေတာအဲ့အချိန်မှာတားငယ်လေးတို့ဖြစ်လဲဖြစ်ကောရုပ်ရှင်ကသူကဒိုင်မင်ဝင်ထိုးတာဒိုင်မင်ဝင်ထိုးပြီးတော့သူကပွဲလန်တော့ဖြတ်ခင်းတာပေါ့ဗျာအဲ့လိုပွဲချမယ်ဆိုပြီးဒိုင်မင်ဝင်ထိုးတဲ့အချိန်မှာသူ့ကိုယ်ကအဖက်လည်းမလုပ်ဘူးဥပ္ပဒါပြုလိုက်တဲ့အခါကျတော့ဘာသူပွဲချလို့လည်းမရအောင်သူမပြောတော့ပါဘူးနောက်မပြောတော့ပါဘူးသူဘေးနားမှာပဲအမှန်တရားကိုစောင့်ကြည့်နေပါတော့မယ်ဘာတွေညာတွေပြောပြီးတော့ထွက်သွားတဲ့လူကြီးကလည်းရှိပါသေးတယ်ဒါပေးသက်ကြီးကိုကျွန်တော်ခဏပေးသက်ရှိရနေပျောက်သွားတဲ့အကြောင်းလေးကိုအရေးငွေလေးတန်းငယ်လေးကပေးသက်ကိုတင်ပြခြင်းဖြစ်ပါတယ်ပေးသက်ကြီးကိုမျက်ရည်ချူအောင်လဲတန်းငယ်လေးကပန်းလူပေးတာတို့ဘာလို့လဲဝါသနာမပါပါဘူးဘာလို့လဲတန်းငယ်လေးလူရှင်တော်ကိုလူရှင်တော်ဆိုမိဘပြည်သူများကိုတန်းငယ်လေးကြီးစရာလေးတွေပဲတင်ပြခြင်းပါတယ်ခင်ဗျဒိုက်တာကြီးကပြောသေးတယ်တန်းငယ်လေးရဲ့နောက်မှာလက်မဲကြီးတဲ့ဟုတ်ကဲ့လက်မဲကြီးရှိပါတယ်ဗျာလက်မဲကြီးရှိပါတယ်နော်အဲ့လက်မဲကြီးကိုလည်းနောက်ကြတော့တင်ပြပါမယ်အခုလောလောဆယ်ကျွန်တော်ရဲ့အနောက်ကလက်မဲဆရာပေါ့ဘိုးတော်ဒီကျွန်တော်တို့ရဲ့အခုထုတ်လွှင့်နေတဲ့စီးစာရောင်နီးဆိုတဲ့ဇလန်းလေးကိုတားငယ်လေးနဲ့ဆရာဘိုးတော်ဇညိုးဆရာကိုရွှေမိုးသက်နဲ့တိုင်ပင်ပြီးတော့ဒီ channel လေးကိုထောင်ပြခြင်းဖြစ်ပါတယ်ဒီစီးစာရောင်နီးအစီအစဉ်ကနေပြီးတော့တားငယ်လေးတို့ကဘာတွေတင်ပြမလဲဆိုတော့ຫນွေဦးတော်လိုင်းကြီးနဲ့ပတ်သက်တဲ့သတင်းတွေလက်တလောဖြစ်ပေါ်နေတဲ့သတင်းအချက်လက်တွေကိုပေးသက်ကြီးမပြင်းရလေအောင်ဟာတာလေးနှောပြီးတော့တားငယ်လေးတို့ကတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့တားငယ်လေးတို့ဒီအစီအစဉ်လေးကိုအခုစရိုက်တဲ့အချိန်မှာလိုအပ်ချက်တွေများစွာရှိပါလိမ့်မယ်လိုအပ်ချက်တွေများစွာရှိတဲ့အခါမှာလည်းပေးသက်ကြီးအနေနဲ့အပြစ်တော်မမြင်ဘဲနဲ့အချစ်တော်လေးဝင်ပေးကြပါမေတ္တာရှိထားပြီးတော့ငါတို့ငါသားတွေဘာပဲဖြစ်ဖြစ်ဒီတော်လိုင်းကြီးမှာ drought တနေရာတွေပါဝင်နေဆိုတဲ့စိတ်လေးနဲ့တားငယ်လေးရဲ့ channel လေးကိုလည်းအားပေးကြပါအောင်လို့ပြောကြရင်းနဲ့နောက်ပတ်သတင်းချက်လက်တွေနဲ့ဟာသားလေးနှောပြီးတော့တားငယ်လေးရဲ့စီးစာရောင်းဒီ channel လေးကနေပြီးတော့ပြန်လာပါဦးမယ်ခင်ဗျာ